ဟုတ်တယ်စောက်လိုက်ဂျက်နီကတိတ်မကြိုက်ဘူးဆိုတာဟိုမဆောင်ပြန်တော့ဖို့ရေးဆောင်းသူများတွေကကြံဖြစ်နေတဲ့အချိန်မှာကိုကကြာဘာဖြစ်လဲဆိုတော့တဆောင်နိုင်ပွဲအမြဲဆုံးရောက်ချင်တယ်ကြော်ခွပြီးတော့ရောက်ချင်တယ်တဆောင်နိုင်ပွဲJasmine Hotel ရဲ့အပေါ်ဆုံး rooftop bar ပေါ့နော် restaurant and rooftop bar မှာဆိုလို့ရှိရင်တောက်တာလို့တောက်ချင်တဲ့သူတွေအတွက်ဆိုလို့ရှိရင်ဒါအပေါ်မှာအဆင်ပြေတယ်ညဘက်ဆိုလို့ရှိရင်ဒီ Jasmine Hotel မှာတောက်ချင်တဲ့စားချင်တဲ့ဆိုရင်ဒီလို view back channel မှာထိုင်ပြီးတော့နေလိုက်တော့ပိုကောင်းတယ်ဒီထဲမှာတော့ lighting ကြောင့်ဒီ view မမြင်အောင်ထင်ဒါပေမဲ့အပြင်မှာအဲ့စနာတော့ကိုဝါလို့မရဘာလို့ပရိသတ်တာတူဖြစ်တဲ့အတွက်အဲ့လိုစနာဒီကြောင့်ဝါလို့မရဘာတည်းလုံးဝစင်မဖြစ်စိတ်တော့ဘောအမလိုက်စားပါတော့ဒီအဲ့ညမဲ့တမမလေးဆိုတာလေအဆင်ပြေဘုမလေးနော်ဟုတ်တယ်စောက်လိုက်ဟုတ်တယ်ညီမလေးဟာလက်ကြည့်လာကြတယ်ကိုရဲမဆောင်လက်နဲ့နိုင်တယ်ပြီးတော့လည်းရှေ့ဟုတ်လားပြန်သွားလက်နဲ့နိုင်တဲ့အပြင်ခွန်ပါရကွာဒီမှာခွန်ခွာပြီးတော့ထဲမှာပကံလာပြီးကိုရဲအခုဝါသားဘယ်လိုတောင်းလဲဒါပဲဝစ်ကီရရှိခဲ့လေအလိုလောက်ပြီးဒီကပြောရလေးစောင်းတောက်ဒီစပတ်သိန်း6000ညားလိုက်တယ်မွေးနေအားရုပ်ဟိုတယ်ပစီကဲစိတ်ဆက်တေးလေးနဲ့စားပါနော်အဆင်ပြေတော့မှာဟွာရှည်ပြီးတော့အပြင်းနေမှာလိုက်မရတော့ဝါလီယာငါကြောက်မင်းဒီတိုင်းမှာ break down တောင်းကိုကပဲ preset ထားတဲ့သူဖြစ်လို့လားမသိဘူးဝါတာဘယ်လို့မှမကြည့်ဟိုနေစားရတော့လည်းမနီးပါဘူးဒါကြောင့်နင်းနေသင်ပြရပြီဒီကတော့ပဲကြီးလောပြောလို့ရှိရင်ဒါစိတ်စားတေးပြရှင်ကိုလာတခွတ်နောက်ဆုံးတော့ကိုလာနဲ့ရောလိုက်တယ်သူ့စောက်တာအားလည်းရောကဲကိုတော့လိုက်ကိုရခုညဘက်ကို
တောက်ပြီးဆိုရင်တော့အပေါ်တက်မှာပေါ့နော်တောက်ပြီးထားပြီးပေါ်တက်တာမျိုး အဆင် ဟုတ်တာပဲ နောက်ကုန်ဖြစ်နေပေါ်တတ်မှာ ပေါ်တက်မှာမဟုတ် သွားတက်တာ အောက်ပြန်လာ တက်ပြီးရင်တက်မှာပေါ့ ပေါ်တက်တာမတင်နေ သူကမဆလာမရှိ စိတ်ဓာတ်တေးမှာအချင်းတော့တိတ်မကြိုက်ကင်းကတော့ဓာတ်တေးရတာပုံမှန်ပါပဲထူးကြကြတော့မရှိဘူး ဒါပဲသား ခုနမလေးအဲ့ အဲ့ဖက်ပြီ ဖဲအရင်ခတ်တဲ့တကယ်ရတယ်နော် အေးလေ မဒီမလေးအမ်ပလက်ပဲနေရှိရ အမ်ဘက်ကျတော့ဘတ်တောက်တာစီရှိရှိ ဟောဟုတ်လားဘယ်သူတွေထိုးอ่ะ just me ဟာဒီလောက်ဒီတာအခွင့်အရေးကိုတာတာတို့ကိုယူနေချီလို့ ဟောဟုတ်လားအဲ့လိုကိုယ်ရင်ဆိုတာမျိုးရောရလားမရ ကိုလုံးချီလာလို့တော့မရှိဘူး ဘူးမရှိဘော်ဒူးကြတယ်ဘေးတောက်ကြဟောအဲ့တုံးရက်ပဲ တောက်ကြစီ ဟောဘော်ဒူးတောက်ကြဆင်းနေအဲ့ကျေးဇူးပါနော် We say love you, can we say love? We say love you, can we say love? We say ဒါတော့တောင်ကြီးမြို့မှာရှိတဲ့ Jasmine Hotel ရှိရာညင်ကွင်းဖြစ်ပါတယ်။ဘာပြောနားလာယူလိုက်လို့ရှိရင်သူကဒီဘားနဲ့လည်းနေရကွာ။ဒါဆိုရှင်ဒါအနောက်မှာ Jasmine ဘားပေါ့နော်။ဘားရှိမယ်။နားလာရဲ့အပေါ်ထပ်မှာဆိုလို့ရှိရင်ဘားနဲ့လည်းနေရအဆင်ပြေရ။မနက်စာ breakfast စားမယ်ဆိုလို့ရှိရင်လည်းပေါ်ဆင့်တက်လိုက်ရမယ်။နော် စင်တယ်လေ လူရှင်ဒီမှာ17နာရီထိတော့အပေါ်မှာနေလို့ရတယ်17နာရီထိလေအဲ့ဒါရတော့အဆင်ပြေပါ စင်ပြေ တွားရလိုက်လဲအဆင်ပြေအဲ့ Jasmine ကအခုတော့ကြိုက်သွားရင်မတိတ်ခင်ကတော့တိတ်မကြိုက်ဘူးဆိုတာဟိုဘယ်လိုပြောရမလဲ decoration ကိုပဲဦးစားပေးထားရဆိုပြီးတော့မတဲချင်ဘူးပေါ့နော်ဒီ mountain view တွေပါတဲနေပဲလောက်ထားတာဒါပေမဲ့ mountain view hotel တွေကအခုဒီ3လပိုင်းမှာလုံးဝမရဘူး3လပိုင်းမှရှိသေးတယ်4လပိုင်းတကြံပိတ်ရက်တွေတော့မဟုတ်ဘူးနဲ့ပြည့်နေတာ။နေရာလည်းအဲ့လိုမျိုးဖြတ်နေတာပေါ့နော်။အဲ့တော့ဒီနေ့မှာဒါဒီ view လေးကိုဒီညရဲ့အဆုံးသက်အလှလေးကြည့်သွားတာပေါ့နော်။ဟုတ်။ပြီးတော့တော်တော်အေး။အဲကတော့မဖွင့်တော့အခုပေါ်ဆုံး အဲ့ တက် မှန်လားဆောင်းတာ ဟုတ်ပါ။တမဒီပေါ်မှာအေးရဆိုတော့အဲကနေဖွင့်တာအေးလိုက်တာတော့ဒီတော့မဟုတ်ဘူး။ဒီမှာဒီအပြင်ကအေးအထဲဝင်အဲ့လိုဖြစ်နေ။နောက်ရဒီမှာလဲတောင်ကြီးမှာရှောက်လေတာလေးတွေလိုက်ကြည့်ပြပါအောင်နော်။ ဒါ